မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့ခလာရ9ကရေးမေတွေရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျမတို့ဟာပဲခူးတိုင်းဒေသကြီးညောင်လေးပင်အခြေဆိုင်အမှတ်9ချီလင်းတက်ကမိခိုသူရဲမြေများဖြစ်ပါတယ်ကျမတို့ခန်းစားချက်တွေကိုအထက်ကသိစေဖို့တင်ဆက်ပေးပါရှင်ကျမတို့တပ်ရင်းမှာရဲမေတွေဟာစစ်သားယောက်ျားသားကြီးတွေနဲ့တန်းတူအလုပ်လုပ်နေကြရပါတယ်နေကင်းဘက်ကြတော့တက်တာရလှပကြီးခိုင်းပါတယ်ညဘက်ကြပြန်တော့သတင်းထုလို့ဆိုပြီးတက်ပတ်လေလုံခြုံရေးကင်းဆောင်ရပါတယ်ဒီလိုအခြေအနေကြီးထဲမှာကျမ်းမာရေးမကောင်းလေတရင်ကတာဝန်ရှိသူတွေကအနာမပေးကြပါဘူးတရင်စေကန်းကိုသွားပြတော့လေစေးဘိုကြီးကကောင်မတွေမရှိတဲ့ယောဂရှာလာတယ်လို့ရိုင်းရိုင်းဆိုင်ဆိုင်ပြောဆိုပါတယ်ဒါကြောင့်ကျမတို့မှာနေမကောင်းဖြစ်လာရင်အပြင်ကစေကန်းကိုပဲသွားပြနေရပါတယ်တပခကအခြားတရင်တွေမှာလည်းကျမတို့လိုပဲလို့သိရပါတယ်တောင်ကိုမဆာရ3ကတရင်အတွက်ထုတ်ပေးတဲ့ဆေးတွေကိုလည်းအပြင်မှာပြန်ရောင်းစားနေကြပါတယ်။ခြေတန်းစခန်းတွေအတွက်လည်းဆေးတွေမပို့နိုင်ပါဘူး။ဒါတွေကိုအထက်ကသိအောင်ပြောပြပေးပါလို့ကျမတို့အနေနဲ့တောင်းဆိုပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တပ်မတော်သားအရာရှိစစ်သည်တွေအင်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းမက်ဆေ့ဘောက်ကနေတစ်စိစာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။